Hello မင်္ဂလာခင်ဗျကျွန်တော်ဒီနေ့တော့ CM setup လုပ်ပြပေးမယ်ဖြစ်ပါတယ်ကျွန်တော်သင်တန်းသားတယောက်ရဲ့ page က CM setup ပေါ်လာတဲ့အတွက်ကြောင့်မို့ CM setup လုပ်ပေးပါပြောတဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုမှာကျွန်တော် page content moderation CM setup ဘယ်လိုလုပ်မယ် bank account ဘယ်လိုချိန်မယ်ဆိုပြောပြပေးမယ်ဒီမှာပေါ့နော်သူနဲ့ကျွန်တော်စကားပြောတဲ့ဥစ္စာပြောင်း account မနည်းကပြောတဲ့ဥစ္စာလေးသူကပြောတော့ဟုတ်ပြီ account link ပို့ပြီးကျွန်တော် account link ပို့ပြီးတဲ့ဒီမှာပေါ့နော်သူ admin ထည့်ပေးတဲ့အတွက်ကျွန်တော်တစ်ချက်သွားမယ်ဒီ page မှာကျွန်တော်ထည့်မယ်တော့ကျွန်တော် page ကိုပြောင်းမယ်သူကလည်းကျွန်တော်ပြောတယ်ရပြီဆိုရင်အကြောင်းကြားပေးပါသူကပြောတယ်ပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကတစ်ချက်နေပြီးမှဒီ meta business switch ကိုတစ်ချက်ဖွင့်လိုက်ပါမယ် meta business switch ကိုရောက်ပြီကျွန်တော်ဒီအောက်မှာ moderation tool ရှိရဲ့အကယ်လို့ moderation tool ရှာလို့မတွေ့ဘူးဆိုရင်ကျွန်တော်ဒီအောက်မှာ all option တစ်ချက်နေပြီးမှရှာတော့ပဲဒီဘက်မှာရှိရပေါ့နော်ကျွန်တော် case မှာဒီမှာပွင့်လာခဲ့ပြီး content moderation ပေါ့နော်ဒီ Facebook account ကအခြား page တစ်ခုမှလည်း moderation ရှောက်ထားတယ်ပေါ့နော်ဒီ page မှာလည်း moderation ရှောက်ထားတယ်အခုဒီ page လည်းပွင့်လာတော့ကျွန်တော်ဒီ page မှာလည်းရှောက်မှာပေါ့နော်ဒီဥစ္စာအားလုံးကတစ်ချက်ပြမယ် copy content တွေပဲတင်ပြီးမှ CM setup ရတာပါနော်ကျွန်တော်တင်တဲ့ထဲမှာလည်း copy content တွေကို copy looking ဘယ်လို edit လုပ်ပြီးမှ CM setup လုပ်ဆောင်သွားရမယ် CM နဲ့ဝင်ငွေရှာသွားမယ်ကျွန်တော်အားလုံးပြောပြရှင်းပြထားတဲ့အတွက်ကျွန်တော်ဒီမှာ CM setup လုပ်ပြီးမှဒီမှာဆိုရင် error တစ်ခုတက်နေတယ် switch to content moderation ဆိုတစ်ချက်နေတယ်မယ်ပြီးရင်ဒီမှာ setup ဆိုပြီးပြတာပေါ့နော်အဲ့အတွက် next တစ်ချက်သွားမယ် next တစ်ချက်သွားမယ်ဆိုတော့ကျွန်တော်ပြောင်း account ကဘယ်ဥစ္စာနဲ့ချိန်ထားရပေါ့နော်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်နာမည်တစ်ချက်ကြည့်မယ်နဲ့ဒီနာမည်နဲ့ပေါ့နော်အဲ့တော့တစ်ချက်ပို့ပြီးမှတေချာတော့အောင်ဒီ account တစ်ချက်ဖွင့်လိုက်မယ်ခဏဒီအချက်လက်တွေကမားလို့လုံးဝမရတဲ့အတွက်ကြောင့်မို့စစ်တင်တစ်ချက်ပြန်တော့မယ်ပြီးအောက်ကသူ့ရဲ့ money လျှောက်ထားတဲ့အတွက်ကြောင့်ဒီမှာပျောက်ဆိုပြီးပေါ်မယ်ဒီ bank detail ချိန်ထားတဲ့အတွက်ကြောင့်ပျောက်ကိုတစ်ချက်နှိပ်ပြီးတော့မယ်ပျောက်ကိုတစ်ချက်နှိပ် translation တစ်ချက်ပြန်သွားမယ်နာမည်မပေါ်ဘူး okay နာမည်မပေါ်ဘူးဆိုရင်ကျွန်တော်ဒီဘက်မှာ setting တစ်ချက်နှိပ်ပြီးတော့မယ်ဘယ်လိုအဲ့ဒါရှိတယ်ပေါ့နော်ကျွန်တော်အားလုံးစစ်စစ်ပြမယ်ဒီမှာ nan user okay ဒီ Facebook account နာမည်ပေါ့နော်ဒီ bank detail ထည့်ထားတဲ့နာမည်ပေါ့နော်ဒီဥစ္စာကျွန်တော်တစ်ချက်သွားမယ် nan user နာမည်တူတယ် nan user nawe nan user nawe OP next ဒါချိန်ထားပြီးတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဥစ္စာဓာတ်ရိုက်ကျွန်တော်သွားတာဖြစ်ပါတယ်Okay ဒီမှာဆိုရင် complete ဆိုပြီးတော့ခဲ့ပြီပေါ့နော်အရင်ဗီဒီယိုမှာတော့ content moderation bank detail အသေးစိတ်ဘယ်လိုချိန်ပြီးသွားရမယ်ဆိုပြီးတော့ကျွန်တော်အားလုံးပြောပြရှင်းပြပေးထားပါတယ်ခင်ဗျာနော်ဒီဥစ္စာမှာတော့ချိန်ပြီးသားဥစ္စာမှာ link လုပ်ပြပေးတာဖြစ်ပါတယ်ဒီမှာဆို successfully ပြသွားတယ်အဲ့အတွက်ကျွန်တော်ဒီဥစ္စာဓာတ်ပုံတစ်ပုံယူလိုက်ပါမယ်ခင်ဗျကျွန်တော်ဒီ service အပ်ထားတဲ့အတွက်ကြောင့်မို့သူတို့ကျွန်တော်ပြရတာဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ဒီဥစ္စာ okay နေမယ်Okay ဆိုဒီမှာအခုနဲ့ error လည်းပျောက်သွားခဲ့ပြီဒီမှာဆိုရင်အားလုံး active ဖြစ်သွားခဲ့ page active and earning ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်ဥစားဝင်ငွေရှာလို့ရပြီဒီမှာ00ပြတယ်အခုမှ money ရှောက်လိုက်တဲ့အတွက်ကြောင့်မို့9 minute တော့မကြာဘူးခင်ဗျာနော်အကယ်လို့အစအဆုံး bank detail ချိန်မယ်ဆိုလို့ရှိရင်အစအဆုံးမှာဆိုရင်9 minute ပဲကြာပါတယ်ခင်ဗျာနော်ကျွန်တော်အရှိမဗီဒီယိုတင်ထားပေးပါတယ်ဟုတ်ပြီကျွန်တော်ပြန်မှဒီ page ကိုကျွန်တော်တစ်ချက်ပြန်သွားမယ် page ရဲ့ performance မှာဘယ်လိုပြလဲပေါ့နော်ဒီ page မှာချိန်ထားတဲ့ကျွန်တော် page တစ်ချက်ပြန်သွားမယ်ပြီး professional dashboard တစ်ချက်ပြန်နေမယ် star ကတော့ထားလိုက်ပါတော့ star ကတော့ကျွန်တော်တို့အလုပ်လည်းမလုပ်ချင်ဘူးဟုတ်ပြီကျွန်တော်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဒီမှာလည်းဒေါ်လာပြရမယ် okay ဒီမှာဒေါ်လာမှာ00ပေါ့နော် money လျှောက်ထားပြီဆိုဒီလိုလေးပြမယ်ဒီဥစ္စာစပြီးမှဝင်ငွေရှာတော့လို့ရပါပြီရှေ့ဆက်ပြီးမှဒီတင်ထားတဲ့ content အားလုံးမှာဝင်ငွေလေးတွေရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီပေါ့နော်ဒီ page ရလည်းကျွန်တော်ရှိမှာ service အထားတယ်ဒီ page ကပထမတော့ money လျှောက်တယ်CM setup ပေါ်တဲ့ကျွန်တော်ရှိမှာ service အတဲ့ကျွန်တော် CM setup အပိုင်းလှုပ်ဆောင်ပြီးတယ်ဂျားထဲမှာဒီ page owner မသိနားမလဲပဲ post အမှားတင်ခဲ့မိတဲ့အတွက်ကြောင့်မို့ moderation suspend ဖြစ်တော့ခဲ့တဲ့ else လေးပြုတ်ပြင်ပြီးလို့ပြီးတော့ခဲ့တဲ့အတွက်ကြောင့်မို့ live group အနေနဲ့ကျွန်တော်တစ်ချက်ပြန်ပြပေးမယ်ပါပြန် dashboard ဓာတ်ရိုက်လာတာပေါ့နော်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဝင်ငွေလေးတွေကဒီမှာဝင်ငွေဆို1.5ဆိုပြီးပြတယ်ပေါ့နော်ဒီမှာဆို1.5ဆိုပြီးပြတယ်လုံးဝ active ဖြစ်တယ်
ပြီးလို့ရှိရင် motion မှာ issue ရှိမရှိဆိုအဲ့ဒါလည်းကျွန်တော်တစ်ချက်ပြပေးမယ် motion အပိုင်းအားလုံး clear ဖြစ်တယ်ပေါ့နော်ဒီမှာတစ်ချက်ကြည့်မှဆိုရင် content motion မှာဝင်ငွေလေးစရနေပြီဒီဥစ္စာကျွန်တော် fix လုပ်ထားတယ်ဒီရက်ပိုင်းအတွင်းမှာဒီဥစ္စာပြန်မှစိမ့်လာပါမယ်ဒါပေမဲ့ဒီဥစ္စာအနီးဖြစ်ပြီမလဲဒီမှာဝင်ငွေကဆက်လက်ပြီးမှရနေတာဖြစ်ပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်ပိတ်ပြီးမှတွားလိုက်ပါမယ်ပြီးလို့ရှိရင်နောက်တစ်ခုမှကျွန်တော်ပြပေးမယ်နောက်တစ်ခု page လဲ copy post copy content တင်မှရတဲ့ဥစ္စာကျွန်တော်ပြပေးမှာနော်ဒီ page တစ်ခုကျွန်တော်တို့ကပြီးခဲ့တဲ့တရက်နေ့မှာဝင်ငွေရတဲ့အတွက်ကြောင့်အခုကျွန်တော် personal dashboard ပြမယ်ဆိုတော့ဝင်ငွေလေးတွေအရန်ကိုနည်းပါတယ်ခင်ဗျာနော်ဒီ page မှာတစ်ချက်ကြည့်မှာအားလုံးက copy ဓာတ်ပုံ copy စာသားပေါ့နော်ဒီစာသားတစ်ချက်ကြည့်မှာအားလုံး copy စာသားတွေဖြစ်တယ်သူများဆီကစာသားတွေ copy ကူးပြီးတင်တယ်သူများဓာတ်ပုံတွေ copy ကူးပြီးတင်တယ် corporate looking အောင်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ CM ကနေဝင်ငွေရှာတယ်ကိုပိုင် content တင်မယ် original content တင်တယ် original content ဖိုင်တီးဖို့နိုင်တယ်ဆိုရင်အရန်ကောင်းတယ်ဒါပေမဲ့ original content တွေကပေါက်ဖို့ရကြားတယ်ပေါက်ပြီးသား content တွေကိုတင်ရင်တော့ခဏလေးနဲ့ rich engagement RPM 2ပြီးဝင်ငွေကောင်းတဲ့အတွက်ကြောင့်အဲ့ကြောင့်မို့ကျွန်တော်ပြောတယ်တင်တန်းတက်ပြီးမှ copy content တွေတင်ပြီးဝင်ငွေရှာပါလို့ကျွန်တော်ပြောတာပေါ့နော်ဒီမှာတစ်ချက်ကြည့်မယ်အားလုံးစိမ်းနေတယ် rich engagement နဲ့အားလုံးစိမ်းနေတာပေါ့နော်နေတာတစ်ခုမှမရှိဘူးပြီးဝင်ငွေရလဲ4.60ဆိုမှရထားတာပေါ့နော်4.60ပြားပေါ့နော်ဒီဥစ္စာအခုတော့ content တစ်ခါတလေမှတင်တဲ့အတွက်ကြောင့်မို့ဒီမှာဆို4.60ပဲရတယ်ဒီဥစ္စာအားလုံးစိမ်းတယ်ပြီးလို့ရှိရင် motion error ရှိမရှိတစ်ချက်စစ်မယ်ဒီဥစ္စာမှာ error ဘာညာအားလုံးကျင်းတယ် content motion နဲ့4.53ရတယ်ဒီ page မှာဘယ်လို content တင်တဲ့တစ်ချက်ပြမယ်အားလုံးက copy ဓာတ်ပုံတွေပဲတင်တယ်ကျွန်တော်တင်တန်းကိုပြပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့ကျွန်တော်တင်တန်းကလည်းကျွန်တော်တစ်ခါပြပေးမယ် Telegram မှာဖြစ်ပါတယ်အဲ့အတွက်ဒီမှာတစ်ချက်ကြည့်မယ်ကျွန်တော်ဒီမှာဆို116ရောက်ရှိရပထမကျွန်တော်တို့တင်တန်းက Facebook private group မှာတင်ကြားပေးရဖြစ်တယ် Facebook private group မှာတချို့ content တွေတင်လို့မရဘူးဒီ Facebook policy နဲ့ထိတဲ့အတွက်ကြောင့်မို့ပေါ့နော်ကျွန်တော်တို့ဒီတင်တန်းထဲမှာကျတော့ A to Z အားလုံးပြောပြရတယ်လက်တွေ့ပြရတဲ့အတွက်ကြောင့်မို့ဒီမှာ video နဲ့ပြပေးတယ်copy ပုံစာတွေကို corporate looking အောင် edit လုပ်ပြီးမှ Facebook page ကနေဝင်ငွေဘယ်လိုရှာမလဲဆိုပြီးအပြည့်အစုံကျွန်တော်ဒီမှာအားလုံးပြပေးထားတယ်ဒီ page အကြောင်းအရာနဲ့ပတ်သက်ပြီးအားလုံးပြပေးထားတယ်ဘယ်လိုဘယ်ကနေ copy download ဆွဲပြီးမှဘယ် software နဲ့ edit လုပ်ပြီးဘယ်လိုတင်သွားရမလဲစာသားနဲ့ video ဒီ second ပိုင်းအတွင်းမှာ edit လုပ်ပြီးမှတင်သွားလို့ရတယ်တရက်ကို video တရက်ကိုတက်ပုံစာသား10ခုလောက်တင်မှာဆိုရင်3မိနစ်လောက်ထိနဲ့အားလုံးပြီးတယ်ပေါ့နော်အဲ့လိုအမြန်ကိုကျွန်တော်အားလုံးအသေးစိတ်ဒီမှာပြထားတယ်နောက်တစ်ခုကဗီဒီယိုသမားတွေကိုပိုင်ဗီဒီယိုတင်ရင်တော့ဗီဒီယို rich engagement ကြတယ်ဗီဒီယိုပေါက်ဖို့ကြတဲ့ကျွန်တော် copy ဗီဒီယိုတွေ edit လုပ်ပြီးဘယ်လိုတင်ရလဲဆိုမှဝင်ငွေနဲ့လက်တွေ့ကျွန်တော်ပြပေးတယ်ကိုပိုင်ဗီဒီယိုလုပ်စရာမလိုဘူး copyright ဗီဒီယိုတွေကိုပြန်ပြီးမှ edit လုပ်ပြီး Facebook page မှာတင်ပြီးမှလာတိုင်းရတဲ့ဝင်ငွေဖြစ်ပါတယ် copy ဗီဒီယိုတွေ copy looking အောင် edit လုပ်နီး copy ဗီဒီယိုတွေ copy looking အောင် edit လုပ်ပြီးမှ Facebook ပေးတဲ့လာစာဆိုပြီးအားလုံးအသေးစိတ်ပြထားတယ် Facebook ရဲ့ policy နဲ့ပတ်သက်ပြီး Facebook မှာ error တက်တယ်ဆိုဘယ်လိုဖြေရှင်းရမလဲ motion အပိုင်းမှာ error တက်တယ်ဆိုဘယ်လိုဖြေရှင်းရမလဲဆိုဖုန်းနဲ့အားလုံးအသေးစိတ်ပြတယ်ဖုန်းနဲ့လည်းပြထားတယ်လို့ laptop နဲ့လည်းပြထားတယ်တချို့ကျတော့ဖုန်းသမားရှိလို့အများအပြားတော့ဖုန်းသမားရှိတဲ့အတွက်ကြောင့်ဖုန်းနဲ့အများအပြားပြထားတယ်တချို့ကျတော့ PC version တွေ laptop version တွေသုံးတဲ့အတွက်ကြောင့်မို့ဒီမှာချက်ကြည့်မယ်ဒီမှာဆိုရင်ဖုန်းနဲ့ copyright video copyright looking ဘယ်လို edit သွားရမလဲပြီးရင်ဒီမှာဒီဥစ္စာကျွန်တော် laptop version ပေါ့နော်ကျွန်တော်တို့ laptop version နဲ့ဘယ်လိုမျိုး edit သွားရမလဲဆိုပြီးမှအစအဆုံးကျွန်တော်သင်တန်းထဲမှာပြပေးထားတယ်သင်တန်းကြီးရဲ့ lifetime အတွက်ကမှ9000ကျပ်ဖြစ်တယ်ဒီမှာတစ်ချက်ကြည့်မယ်အားလုံးက video တင်တယ်လဲအားလုံးက copy video ကိုပိုင် video ဘာတစ်ခုမှမပေါအားလုံးကြည့်မယ်သူများ video တွေအားလုံး download ဆွဲပြီးတင်တယ်သူများ page ကဟာဒီမှာချက်ကြည့်မယ်အားလုံး copy video တွေဖြစ်ပါတယ်ခင်ဗျာနော်ပြီးရင် copy စာသားတွေပဲဖြစ်ပါတယ်အားလုံးက okay ဖြစ်တယ်ဒီ page ကတော့ CM shop ပဲလို့လုံးဝအောင်မြင်သွားခဲ့ပြီပေါ့နော်အဲ့တော့ဒီကို home တစ်ချက်ပြန်နေမယ်ဒီဘက်တစ်ချက်ပြန်သွားမယ်ဒီမှာပြီးရင်သူရဲ့ content တစ်ချက်တော့ကြည့်မယ် content နဲ့ဒေါ်လာပြမပြဒီမှာပေါ့နော်အခုဆိုရင်ဒေါ်လာအားလုံးပြဒီမှာတစ်ချက်ကြည့်မယ်ကျွန်တော်ဒီဒေါ်လာအစိမ်းရောင်လေးတစ်ချက်ထောက်လိုက်မယ်ဆိုဒီမှာ star မှာလည်း motion enable ဖြစ်တယ် content motion မှာလည်း enable ဖြစ်တယ် video ပဲတင်ပုံပဲတင် story ပဲတင် short video reel video ပဲတင်အားလုံးမှာဝင်ငွေရပါတယ်ခင်ဗျာနော်ကျွန်တော်နဲ့လက်တွဲပြီးလုပ်တယ်ကျွန်တော်ကို money ရှောက်ခိုင်းတယ် page ကို health check up လုပ်ခိုင်းတယ် page ကို service အပ်တယ်ဆိုရင်ကျွန်တော်ဒီမှာ 100% စိတ်ချရတယ်အမြန်ဆုံးအကောင်းဆုံးဖြစ်အောင်ကျွန်တော်ပြောပြရှင်းပြပေးတယ်လှုပ်ဆောင်ပေးတယ်ပြီးလို့ရှိရင်လည်း page နဲ့ပတ်သက်ပြီးအနီရောင်ဖြစ်တာအဝါရောင်ဖြစ်တာ register motion suspended ဖြစ်တာအားလုံးကျွန်တော်ဘက်ကဖြည့်ရှင်းပေးပါတယ် service ကြီးချိုတတာနဲ့ကျွန်တော်ဘက်ကလုပ်ပေးပါတယ်ခင်ဗျာနော်အခုလိုမျိုးယုံကြည်ပြီး service အပ်တဲ့ဒီ page owner ကျေးဇူးတင်တယ်ဒီ page owner တင်တန်းတက်တယ်တင်တန်းတက်ပြီးမှ
တင်တန်းမှာပြတဲ့အတိုင်း content မှာရှင်း set up မပေါ်သေးဘူးဆို set up ပေါ်အောင်ဘယ်လိုလှုပ်ဆောင်သွားရမလဲဆိုပြီးတော့တင်တန်းမှာပြပေးတဲ့အတွက်ကြောင့်အဲ့ဒီပုံစံအတိုင်းလုပ်ပြီးတော့ရက်ပိုင်းအတွင်းမှာပဲ CM set up ပေါ်လာတယ်ကျွန်တော်စီမှာထပ်ပြီး service အတဲ့ပြောင်း account နဲ့ပတ်သက်ပြီးပေါ့နော်ပြောင်း account ဘယ်လိုလုပ်ပြီးသွားရမလဲဆိုပြီးသူကျွန်တော် service ဆက်တယ်ကျွန်တော်ဘက်ကအားလုံးလှုပ်ဆောင်ပေးတယ်နောက်တစ်ခုကနောက်ထပ် page တစ်ခုမှလည်းအခု CM setup ပေါ်လို့ service editor ကိုကျွန်တော်ဘက်ကတက်ခါတယ်လုတ်ပေးလိုက်ပါတယ်ခင်ဗျာနော်အားလုံး okay ဖြစ်ပါတယ်ယုံကြည်ပြီး service editor အထူးကျေးဇူးတင်ပါတယ်ဒီ page owner ဆိုကျွန်တော်ရှိမှာ service editor ဆို၄ချိန်ရှိပါပြီခင်ဗျာနော်အားလုံးအဆင်ပြေတယ် service charges မယူလားဆိုလည်းမဟုတ်ယူတယ်ခင်ဗျဒီမှာကျွန်တော်အချက်ပြပေးဒီမှာဆိုရပြီဆိုအကြောင်းကြားပေးပါသူကပြောတယ်အဲ့တော့ကျွန်တော်တစ်ချက်အကြောင်းကြားပေးလိုက်မယ်ဒီဘက်ကနဲ့ကျွန်တော်ဖုန်းကနေ message ပို့လိုက်မယ် message ပို့ဒီမှာပေါ့နော် successfully ပြတဲ့ဥစ္စာပို့ပေးလိုက်ပြီဒီမှာပေါ့နော် service ကြီးကကျွန်တော်တိမ့်ခွဲယူတယ်ဘာလို့လဲဆိုကျွန်တော်တို့ဒီ bank detail နဲ့ပတ်သက်ပြီးလှုပ်ဆောင်ပေးရတာအရင်အရေးကြီးတယ်တခုခုမှာချော်လို့မရဘူး CM setup နဲ့ပတ်သက်ပြီးမှတချို့အရာတွေကပြုပြင်လို့ရတဲ့အမားမျိုးရှိလေတချို့အမားတွေကပြုပြင်လို့မရတဲ့အမားမျိုးရှိတဲ့အတွက်ကျွန်တော် page ရော account ရောရှုံနိုင်တယ်ပေါ့နော် CM setup တက်လို့မရတာမျိုးဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ဒီ test input ဖြည့်တာတေချာလေးဖြည့်ရတယ်နောက်တစ်ခုကကျွန်တော် bank detail ချစ်တဲ့ကျွန်တော်နာမည်ပါညာတေချာလေး special လုပ်ပြီးတော့ရတယ်စလုံးအသေးအကြီးတော်မှာစလုံးအသေးအကြီးတော်မှာမာလို့မရတဲ့အတွက်ကြောင့်မို့ပေါ့နော်အဲ့အတွက်ကျွန်တော် service ကြီးတိမ့်ခွဲယူရဖြစ်ပါတယ်ဒါအားလုံးက live proof ပြပြီးတော့ပေါ့နော်အားလုံးပေါ့နော် Okay ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်ဗီဒီယိုကျွန်တော်အဆုံးသတ်လိုက်ပါမယ်